နက်မိုးလင်းတော့တောင်ပေါ်မှာမြူတွေအရန်ဆိုင်နေခဲ့တယ်။ကုချံကစောစောစီးစီးနိုးနေပြီးဘဲကရလာမှန်းမသိတဲ့အနီရောင်ဝစ်စုံအစ်စ်ကြီးကိုကင်ထားခဲ့တာ။အဲ့ဒီဝစ်စုံရဲ့အနီရောင်ကထူးဆန်းတဲ့ပျော်ရွှင်မှုမျိုးကိုတွေ့အေးနဲ့ဖော်ပြနေတယ်လို့ပါပဲရန်အား။ဒီနေ့ကအရေးကြီးတဲ့နေ့လေးလို့ကုချံကနူးနူးညံ့ညံ့ပြောရင်းရေခွက်နဲ့ပေါ်ဝါကိုယူလာပြီးအဝတ်စားတစ်မလဲခင်ကျမတို့မျက်နှာကိုအရင်တန့်စင်ပေးခဲ့ပါတယ်။အမကတော့ဆေးရှိန်ကြောင့်မူးဝေနေတော့ပေမဲ့အနီရောင်ဝစ်စုံကြီးကိုမြင်တော့မျက်လုံးလေးတွေဝင်းပါသွားပြီးကုချံဒါကမင်္ဂလာဝစ်စုံလားကျမတို့လက်ထက်ကြတော့မှလားလို့မေးရှာတာပေါ့ကုချံကပြုံးပြီးကျမတို့ရဲ့ညစ်ပတ်နေတဲ့အဝတ်တွေကိုအသားအရချုပ်ပေးခဲ့တယ်ကျမတို့ရဲ့ခန္ဓာကိုယ်ပေါ်ကိုလေတိုက်လိုက်တဲ့အချိန်မှာကုချံရဲ့အကြည့်တွေကရင်ပတ်နဲ့ကြောရိုးအဆက်နေရမှာအကြာကြီးရက်တက်နေတာကိုကျမအထင်ရှားခံစားလိုက်ရပါတယ်အဲ့ဒီအကြည့်တွေကလူတစ်ယောက်ကိုကြည့်နေတာမဟုတ်ပဲအသားတုံးကိုကြည့်နေတယ်လို့ပါပဲမင်းကလေးမင်းလဲတန်တန်ရှင်းရှင်းလုပ်ရမယ်လေလို့ပြောပြီးသူကရေဆိုပူဝါနဲ့ကျမရဲ့ရုပ်ဆိုးလာတဲ့ညာဘက်မျက်နှာကိုအရင်ကလိုရှောင်မဖယ်ပဲအထူးတလဲဂယုစိုက်ပြီးတုပ်ပေးနေခဲ့တာပါအေးဆက်နေတဲ့ပူဝါကပါးပြင်းတဲ့လဲပင်ကိုဖျက်ပြီးညှက်ရိုးအောက်မှာရက်သွားတဲ့အချိန်ကြက်တီးထဆရာကောင်းတာတစ်ခုဖြစ်လာခဲ့ပါတယ်ကုချံကအမွှေးနုစုပ်တန်အသေးလေးကိုထုတ်ပြီးအနက်ရောင်မင်းရည်တွေနဲ့တိုးလိုက်တာပေါ့ဒါကငါးစာတီးရဲ့ထုံးစံပါလက်မထက်ခင်မှာထာဝရအတူတူရှိနေအောင်အဆက်တွေအမှတ်သားလေးဆွဲရတယ်လို့သူကအမကိုချော့ပြဟုတ်ပေမဲ့စုပ်တစ်ထိပ်ကတော့ကျမတို့ခေါင်းနှလုံးရဲ့အဆက်နေရာကိုကျလာခဲ့ပါတယ်အေးဆက်ဆက်စုပ်တန်ကကြော်ရိုးတစ်လျှောက်ကနေရင်ဘတ်အထိဆွဲချသွားခဲ့တာပါအမကတော့ဒါကိုပြောစရာတစ်ခုလို့ထင်ပြီးရှက်ကိုရှက်ကန်ဖြစ်နေပေမဲ့ဒါဟာဓာတ်နဲ့လိမဲ့နေရာကိုအမှတ်သားလုပ်နေတာမှန်ကျမသိနေခဲ့ပြီးအဲ့ဒီအနဲ့ရောင်မှင်တန်းကတားတက်ယုံမှာတရိษံတွေကိုအပိုင်းပိုင်းဖြတ်ဖို့ခွဲခြားထားတဲ့အမှတ်သားလိုပါပဲတွေးကြုံမကြီးတွေကိုတိတိကျကျရှောင်ပြီးကျမနဲ့အမရဲ့အသားတွေကိုဘလို့ခွဲထုတ်ရမလဲဆိုတာပြနေခဲ့တာလေအမှတ်သားလုပ်ပြီးတော့သူကနောက်ဆုံးစေးတစ်ခွက်ကိုတိုက်ဖို့ပြင်ပါတယ်အရင်တိုင်းပဲချိုစိမ့်စိမ့်နဲ့ညီဆိုးဆိုးအရသာမို့အမကတော့ဘာမှမစင်စားပဲမောတောက်ဖို့ပါဆက်ဟလိုက်တာပေါ့ကျမကတော့စပွဲအောက်ကနေညာဘက်လက်နဲ့အမရဲ့ပေါင်တွင်းသားကိုအားကုန်ညှစ်လိုက်ပါတယ်နာကျင်မှုကြောင့်အမရဲ့လက်တွေတုံသွားပြီးဆေးရည်တချို့ဖိတ်ကျသွားခဲ့တာပေါ့ဘာဖြစ်တာလဲလို့ကုချံကမျက်မှောင်ကျုပ်ပြီးမေးတော့အမကမူးဝေနေတဲ့ကြားကနေဘာမှမဖြစ်ပါဘူးခြေထောက်ကျွတ်တက်သွားလို့ပါလို့ပြန်ဖြေခဲ့ပါတယ်ကုချံကတန်တရားတိတ်မရှိပဲကျန်တဲ့ဆေးရည်တွေကိုကျမရဲ့နှက်ခမ်းသားတီးပေးလာခဲ့တာပေါ့ကျမကတော့သူ့ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးကန်ကျမကိုအရှုံးပေးလိုက်တဲ့ပုံစံမျိုးနဲ့ပါဇက်ကိုအပြည့်ဟာပေးလိုက်ပါတယ်ဒါပေမဲ့သူ့လက်သွားမှာပဲရှာအောက်ကဆေးရည်တွေကိုအနီရောင်ဝစ်စုံရဲ့လက်အင်ကြီးပေါ်ပွားကြီးတဲ့ကိုတိတ်တဆိတ်ထွေးထုတ်လိုက်ပါတယ်ကျမရဲ့တတိကရှင်းလင်းနေတုံးမဲမို့ဝယ်မဲ့သူရောက်လာမဲ့အချိန်ကိုပဲစောင့်နေလိုက်တာပေါ့မွန်းတဲ့ချိန်ရောက်တော့မြင်းခွာတန်တွေကြားလိုက်ရပြီးကုသခင်ပစ္စည်းအစင်သစ်ဖြစ်ပြီလားလို့မေးတဲ့ကျန်းတန်းနဲ့အတန်ကြီးထွက်လာခဲ့ပါတယ်အဲ့ဒါဖះเจ้าမှာတွေ့ခဲ့တဲ့အမာရွတ်နဲ့လူဆိုးကြီးပါပဲဒါပေမဲ့ဒီနေ့တော့သူတယောက်တည်းမဟုတ်ဘူးသူ့နောက်မှာအဝိစားကောင်းကောင်းဝတ်ထားပြီးမျက်နှာပြောင်ချောချောနဲ့လူလက်ပိုင်းတယောက်ရဲ့တစ်တာအနီကြီးကိုထမ်းလာတဲ့လူထွားကြီးနှစ်ယောက်ရဲ့ပါလာခဲ့တာပါအမကအမရွတ်နဲ့လူကိုမြင်တော့လန့်ပြီးကုချံရဲ့ရင်ခွင်ထဲတိုးဝင်သွားခဲ့ပါတယ်ကုချံသူတို့ကလူဆိုးတွေလေဘာလို့ဒီကိုရောက်နေတာလဲလို့အမကမေးပေမဲ့ကုချံကတော့အရင်လိုမချော့တော့ပါဘူးသူကအမကိုအေးအေးဆေးဆေးပဲတွန်းထုတ်လိုက်ပြီးမျက်နှာပေါ်ကကြောက်စိမ့်လိုအပြုံးတွေကချက်ချင်းပြောက်ကွယ်သွားခဲ့ပြီးကုချံကအမရဲ့ကြောက်လန့်မှုကိုဂယုမစိုက်ပဲဟိုလူဝါကြီးစီကိုပဲကြည့်ပြီးတထေးကြောက်ငွေပါလားလို့မေးလိုက်တာပေါ့ဒီမှာငွေပြား3000တိတိတပြားတောင်မလိုဘူးလို့တထေးကြောက်ဆိုတဲ့လူဝါကြီးကလက်နှစ်ဖက်ကိုပုတ်ပြီးပြောရင်းကျမတို့စီကိုလောဘကကြီးရှောက်လာခဲ့ပါတယ်တကယ်ကိုအံ့ဩစရာပါပဲဒီလောကမှာဒီလိုအမွှာမျိုးကရှားမှရှားလေဘယ်ဘက်ကဒီမိမ့်မလလေးရဲ့အရေးကုံကိုခွာပြီးကာရန်ပစ္စည်းလှုပ်လိုက်ရင်အရန်လာမှာပဲညာဘက်ကဒီမိစ္ဆာအယိုးကိုလည်းမိအိမ်လှုပ်ရင်တကယ်ကိုစတိုင်ကြနေတော့မှတဲ့အဲ့ဒီစကားကအမရဲ့ခေါင်းကိုမိုးချိုးပစ်လိုက်တယ်လို့ဖြစ်သွားခဲ့ရတာပေါ့အမကတော့ဘာမှမလုပ်နိုင်ပဲရက်နေရင်ကုချံကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ကြည့်ပြီးလက်ခမ်းတွေတုံရင်နေခဲ့ပါတော့တယ်ကုချံအမကတုံရင်နေတဲ့လက်နဲ့သူ့လက်မောင်းကိုလှမ်းဆွဲပြီးသူတို့ဘာတွေပြောနေတာလဲရှင်ကကျမတို့ကိုရောင်းတော့မလို့လားလို့မေးရှာတာပေါ့ကုချံကတော့ယွန်ရှာလွန်းလို့အမရဲ့လက်ကိုခါထုတ်ပစ်လိုက်ပြီးရန်အားငါ့ကိုအပြစ်မတင်ပါနဲ့လို့အေးဆက်ဆက်တွက်ချက်ထားတဲ့အကြည့်တွေနဲ့ငုံကြည့်ပြီးပြောခဲ့တာပါငါကစာတင်သားတယောက်လေးစာမှုပွဲဖြေဖို့နဲ့အရာရှိလောကထဲဝင်ဖို့ငွေအများကြီးလိုတယ်ဒီငွေပြား3000ကငါရဲ့အောင်မြင်မှုအတွက်လုံလောက်ပြီးတဲ့အမကတော့ရှင်ကကျမကိုမယုံဘူးဆိုလက်ထပ်မယ်ဆိုလို့ငိုယိုပြီးမေးရှာတာပေါ့အဲ့ဒီမှာကုချံကဟာတိုက်ရီမောလိုက်ပြီးမင်းနဲ့လက်ထပ်ရမယ်ဟုတ်လားမှန်တဲ့ကိုရောပြန်ကြည့်ဘူးရဲ့လားဒီလိုလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တဲ့တတဝမျိုးကငါရဲ့ဇနီးရနိုင်ပါမလားလို့ပြန်ပြောခဲ့တာလေဒီရက်ဝက်အတွင်းမင်းရဲ့မျက်နှာကိုကြည့်ပြီးတရုပ်ဆောင်နေရတာငါဘလောက်တောင်ယုံခဲ့ရတယ်လဲတိလားမင်းကိုနန်းတိုင်းအမထွက်အောင်မနှဲအောင်ထားရတာအထူးသဖြင့်မင်းဘေးမှာကတ်နေတဲ့ဒီလူသေးကောင်းကြီးကိုမြင်ရတိုင်းပဲလို့ပြောရင်ကျမရဲ့နှာခေါင်းကိုရုပ်မာတဲ့အတန်နဲ့ထိုးညွှန်လိုက်ပါတယ်အမရဲ့ငိုတန်တွေကချက်ချင်းရက်သွားခဲ့ပြီးသူ့နှလုံးသားလေးလည်းကျွေလွင့်သွားခဲ့ပြီလေအမရဲ့တီးထက်လာတဲ့ဝမ်းနဲ့ကြေကွဲမှုတွေကကျမတို့နှစ်ယောက်ကိုဆက်သွယ်ထားတဲ့အာယုံကြောတွေကတဆင့်လှိုင်းလုံးကြီးတွေလိုကြွနမစီကိုတိုးဝင်လာခဲ့တာပေါ့ကျမရဲ့နှလုံးသားကိုလက်ကြီးတစ်ဖက်နဲ့
အပြင်းညစ်ထားသလိုမျိုးအသက်ရှူဖို့တောင်မနှဲအားယူနေရတဲ့အထိနာကျင်ခဲ့ရပါတယ်။ကဲစကားတွေအများကြီးမပြောနဲ့တော့လို့တထေးကြောက်ကစိတ်မရှိစွာလက်ကပြပြီးကုသခင်မြ မြန်လက်ဆက်တက်တော့ငါကဒီအကောင်တွေကိုအရှင်လက်လက်အရေးခွန်စုပ်ချင်တာတွဲနေတဲ့ဒီနှလုံးသားတွေကိုလည်းအသက်ရှိတုံးထုတ်ယူရမှာခုံနေတုံးစားရမှာတကယ်အားစိတ်ဖြစ်မှာလို့အမိတ်ပေးလိုက်ပါတယ်လူထွားကြီးနှစ်ယောက်ကကျမတို့ကိုအတင်းဆွဲခေါ်ပြီးတာတက်စင်လိုမျိုးကြောက်တုံးကြီးပေါ်မှာဖိထားလိုက်တာပေါ့လွတ်ပေးကြပါကုချံကဲပါဦးလို့အမကနောက်ဆုံးအကြိမ်ထိရုန်းကန်နေတော့မှပဲသူ့အတွက်အရာရာလုပ်ပေးခဲ့တဲ့ယောက်ျားတစ်ယောက်ကဒီလောက်အထိရက်ဆက်လိုက်မယ်လို့သူမယုံနိုင်သေးဘူးလေကုချံကသူ့ရင်ဘက်ထဲကနေအေးဆက်ဆက်တောက်နေတဲ့ခွဲစိတ်ဓာတ်ကိုထုတ်လိုက်ပါတယ်အဲ့ဒီဓာတ်ကအရင်ကသူပေးဘူးတဲ့ဓာတ်မြောင်ထက်တောင်ပိုပြီးပါလွာပြီးထက်နေခဲ့တာပါသူကအမရဲ့မျက်နှာကိုတစ်ချက်တောင်မကြည့်တော့ပဲအမရဲ့ရင်ဘက်ပေါ်မှာဆွဲထားတဲ့အနက်ရောင်မြင့်နှန်းကိုပဲစူးစူးဆိုင်ဆိုင်ကြည့်နေခဲ့တာပေါ့ရန်အားမလုံးနဲ့တော့တဲ့သူ့အတန်ကနူးညံ့နေလို့မှုရေခဲတွင်းထဲကျသွားသလိုတောင်ခံစားရစေပါတယ်ခဏလေးပါပဲနှလုံးသားကိုထုတ်ပြီးရင်မင်းလဲဘာနာကျင်မှုကိုမှခံစားရတော့မှမဟုတ်ဘူးတဲ့လေအမကတော့ချစ်ရသူရဲ့လက်နဲ့ငရဲတွင်းထဲကိုအတွန်းချခံလိုက်ရလို့စိတ်ဓာတ်တွေအကုန်ပြိုလဲပြီးဘာလို့ကျမကိုလိန်ခဲ့တာလဲလို့စူးစူးဝါးဝါအော်ဟစ်နေခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာအမကအသက်ရှင်ခြင်းစိတ်ကုန်သွားပြီးခန္ဓာကိုယ်ကိုထိန်းချုပ်တာကိုလက်လွတ်လိုက်တာမို့အဲ့ဒါဟာကျမစောင့်နေခဲ့တဲ့အခွင့်အရေးပါပဲကျမမိတ်ထားတဲ့ညာဘက်မျက်လုံးကိုချက်ချင်းပြူးဖွင့်လိုက်ပြီးဓာတ်ကိုကင်ထားတဲ့ကုချံရဲ့လက်ကိုစူးစိုက်ကြည့်လိုက်ပါတယ်သူကတရိษံထက်ရုံညံ့တဲ့သူမို့လို့ပေါ့အမရဲ့လို့ကျမကခက်ပြက်ပြက်ပြောလိုက်တာပေါ့အဲ့ဒီအချိန်မှာကျမရဲ့အတန်ကအားနည်းမနေတော့ပဲတက်ဖြတ်လို့တဲ့စိတ်ဓာတ်တွေပြည့်နေနေခဲ့တာလေကုချံလဲကျမစကားပြောနိုင်တာကိုမထင်ထားလို့လန့်သွားပြီးမင်းဘာပြောလိုက်တာလဲလို့မေးဖို့ပြင်လိုက်ပေမဲ့စကားတော်မဆုံးသေးပါဘူးကျမကအနီရောင်လက်အင်ကြီးထဲမှာဝတ်ထားတဲ့သူကိုယ်တိုင်ပေးခဲ့တဲ့ကြောက်မျက်စီဓာတ်မြောင်လေးနဲ့သူ့ရဲ့ဝမ်းပိုက်ကိုအားကုန်သုံးပြီးထိုးဆိုင်ပစ်လိုက်ပါတယ်ကုချံကမျက်လုံးအပြူသားနဲ့သူ့ကိုယ်ထဲစိုက်ဝင်သွားတဲ့ဓာတ်ကိုငုံကြည့်ပြီးမင်းဆေးမတောက်ခဲ့ဘူးလားလို့မယုံနိုင်တယ်လို့မေးခဲ့တာပေါ့ကျမကတော့ဓာတ်ရိုးကိုတင်းတင်းဆုပ်ပြီးအားနဲ့ထပ်မွေလိုက်ကကုသခင်ဒီဓာတ်ကိုကျမကောင်းကောင်းအသုံးချမယ်လို့ပြောခဲ့တယ်မလားလို့ပြန်ပြောလိုက်ပါတယ်အသားထဲဓာတ်ဆိုင်ဝင်သွားတဲ့အတန်ကတော့ကြားရပေမဲ့ကုချံကတော့အော်တောင်မအော်နိုင်ပဲမျက်လုံးတွေပြူကတရားမှုမှုဖြစ်သွားခဲ့တာပါကျမလည်းအခွင့်အရေးကိုလက်မလွတ်ပဲလူထွားကြီးနှစ်ယောက်ကြောင်းနေတော့ခန္ဓာကိုယ်ကိုအားကုန်လဲပြီးကြောက်တုံးပေါ်ကနေလိမ့်ဆင်းခဲ့ပါတယ်ဒူးတွေကြောက်ခဲနဲ့တိုက်မိလို့နာကျင်ပေမဲ့ကျမဂယုမဆိုင်နိုင်ပါဘူးအမာရွတ်နဲ့လူကပထမဆုံးသတိဝင်လာပြီးသူ့ရဲ့ဓာတ်ကြီးနဲ့ကျမရဲ့ကုတ်ကိုဝေယံပြီးခုတ်ချလိုက်တာပေါ့ကျမလည်းရှောင်ဖို့အချိန်မမီတော့ဘူးအမကလည်းစိတ်ဓာတ်တွေကျနေလို့သူ့ရဲ့ကိုယ်ခန္ဓာကြီးကခဲဆွဲထားတယ်လို့ကျမအပေါ်မှာလေးလံနေခဲ့တာလေအဲ့ဒီလိုအသက်လူနေရတဲ့အချိန်မှာပဲကျမကအသက်နဲ့ရင်းပြီးတစ်ခုလှုပ်လိုက်ပါတယ်ဓာတ်ဖျားကိုချက်ချင်းပြန်လှည့်ပြီးကျမတို့နှစ်ယောက်ရဲ့ရင်ဘတ်အလယ်မှာတိတ်ထားလိုက်တာပေါ့ရက်လိုက်စမ်းလို့ကျမကဆူရှာတဲ့အတန်နဲ့အော်လိုက်တော့ဟိုမာရွတ်နဲ့လူရဲ့ဓာတ်ကြီးကကျမရဲ့ဥယျာဉ်ပြားနဲ့3လက်မအကွာမှာတန့်သွားခဲ့ပါတယ်ကျမကချွေးတွေပြန်နေတဲ့ဟိုလူဝါကြီးကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးငွေပြား3200တန်တဲ့ဒီနှလုံးသားစုံကိုအခုချက်ချင်းအဆုံးစီရင်လိုက်ရမလားလို့ပြောပြီးဓာတ်ကိုရင်ဘတ်ထဲတဝက်လောက်စိုက်ဝင်အောင်ဖိလိုက်ပါတော့တယ်ကျမတို့သာတည်သွားရင်အသားပုံပုတ်တွေပဲဖြစ်ကြံခဲ့မှာမို့တထေးကြောက်ကမျက်နှာပေါ်ကအစီတွေတုံနေအောင်လန့်သွားပြီးပစ္စည်းသွားမှကြောက်တဲ့စီးပွားရေးသမားပြီးအမာရွတ်နဲ့လူကိုအတင်းလက်ကပြပြီးနောက်ဆုတ်ခိုင်းတော့တာပေါ့ဒါဟာဘလို့တောင်းပန်မှုမျိုးထက်မဆိုပိုပြီးထိရောက်ခဲ့ပါတယ်ကုချံကတော့ဘိုက်ကိုဖိပြီးတစ်ပင်ကိုမိထားရင်မျက်နှာဖြူဖြောကကျမကိုကြည့်နေခဲ့တာလေသူ့မျက်လုံးထဲမှာအရင်ကဟန်ဆောင်ခဲ့တဲ့နှွေးထွေးမှုတွေမရှိတော့ပဲမယုံကြည်နိုင်မှုနဲ့မုန်းတီးမှုတွေပဲကြံပါတော့တယ်သူကျွေးမွေးထားတဲ့ဝက်တကောင်ခွေးတကောင်လိုတရဝါကသူ့ကိုပြန်ကိုက်ရဲလိမ့်မယ်လို့သူဘယ်တော့မှထင်မထားခဲ့ဘူးလေကျမကတော့ဘာမှပြန်မပြောပဲသူ့ကိုပြုံးပြလိုက်တာမှအဲ့ဒီအပြုံးကတရေထက်တောင်ကိုကြောက်ဖို့ကောင်းနေခဲ့ပြီကျမလက်ထဲမှာကင်ထားတာကဓာတ်တင်မဟုတ်ပဲသူတို့အားလုံးရဲ့အသက်သွေးကြောဖြစ်နေတာလေကျမခန္ဓာကိုယ်ရဲ့ဘယ်ဘက်ချမ်းကထုံချင်းနေပေမဲ့ရှုပ်နေတဲ့ရှောက်နေရတယ်လို့တလန်းချင်းနောက်ကိုဆုတ်ခဲ့ပါတယ်ကုချံကရှေ့ကိုတိုးလာဖို့ကြိုးစားပေမဲ့ကျမရဲ့အေးဆက်ဆက်အကြည့်တွေကြောင့်ပြန်ဆုတ်သွားခဲ့ရတာပေါ့အခုချိန်မှာကျမကအကွင့်မြက်ခံထားရတဲ့ခွေးယူတကောင်လိုဖြစ်နေပြီမို့ဘသူပဲလာအသေးလဲပြန်ကိုက်မှလေနောက်ဆုံးမှာတော့ကျမတို့တွေခေါင်းဖြတ်6ရဲ့အဆုံးကိုရောက်သွားခဲ့ပြီးနောက်ဖက်မှာတော့အဆုံးမရှိတဲ့မြူခိုးတွေနဲ့အတူ6ထဲကစမ်းရည်အေးတန်တွေပဲပဲတင်ထက်နေခဲ့တာပါကုချံကဒဏ်ရာကိုဖိထားရင်းမြေကြီးပေါ်မှာသွေးတွေဆူရွှဲနေခဲ့ပြီးတခုခုကိုပြောဖို့ပြင်လိုက်ပြန်တယ်သူကတန်ရောစင်တွေအချစ်တွေနဲ့ဇလန်းဆင်ပြီးထက်လိမ်ဖို့ကြိုးစားအောင်မှလေကျမကတော့သူ့လိမ်ညာမှုတွေကိုနားနဲ့တောင်မကြားချင်တော့ပါဘူးကျမရဲ့ရင်ခွင်ထဲကအမကိုကြည့်လိုက်တော့သူကအသက်မဲ့နေတဲ့အယုတ်လေးတယုတ်လိုကောင်းကင်ကြီးကိုပဲငေးကြည့်နေကြတာပေါ့နှလုံးသားတိတ်ဆုံးသွားရတာထက်ပိုဆိုးတဲ့ဝမ်းနည်းမှုမျိုးမရှိတော့ဘူးလေကုချံရဲ့ဓာတ်ကအမကိုမထိခဲ့ပေမဲ့သူ့ရဲ့စကလုံးတွေကတော့အမကိုအကြိမ်ပေါင်းထောင်ချီပြီးတက်ဖြတ်ခဲ့ပြီးအမရဲ့ခန္ဓာကိုယ်ကအေးဆက်တောင့်တင်းနေပေမဲ့ကျမကတော့အသားအရာပုတ်တက်ပေးနေမိခဲ့ပါတယ်ဒီ6နှစ်ကြီးတွေကစမ်းရည်အေးတွေကကျမတို့ကိုအဆုံးသက်ပေးမှလားဒါမှမဟုတ်အစ်စ်ပြန်မွေးဖွားစီမှလားတထေးကြောက်ကတော့ချွေးတွေပြန်ပြီးရှေ့ကိုတိုးလာဖို့ကြိုးစားနေတယ်လို့အမရွတ်နဲ့လူရဲ့ဓာတ်ကြီးကလည်းလာရောက်အောက်မှာတောက်နေခဲ့ပါတယ်ကုချံရဲ့မျက်လုံးထဲမှာလည်းဒေါသတွေပြည့်ရှံနေခဲ့ပြီးရှေ့မှာကဝမ်ပလွေတွေနောက်မှာက6ကမ်းပါဆိုတော့ကျမအသက်ကိုပြင်းပြင်းရှူလိုက်ပြီးဒီလိမ်ညာမှုတွေနဲ့သွေးညီနှံ့တွေပြည့်နေတဲ့ကဘာကြီးကိုနောက်ဆုံးအကြိမ်ကြည့်လိုက်ပါတယ်ပြီးတော့ဘယ်သူမှမထင်မှတ်ထား
ထားတဲ့အပြုအမူတစ်ခုကိုကျမလှုပ်လိုက်တာပေါ့ရင်ဘတ်မှာတေးထားတဲ့ဓာတ်ကိုဖယ်လိုက်ပြီးအမရဲ့ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်ပါတယ်ကုချန်ရဲ့မျက်လုံးတွေပြူးသွားတဲ့အချိန်မှာပဲကျမကနောက်ကိုလမ်းချလိုက်ပြီးခြောက်ထဲကိုခုန်ချလိုက်ပါတော့တယ်တောင်ပေါ်လေပြင်းတွေကကျမတို့ကိုလွှမ်းခြုံသွားပြီးဟိုးပေါ်ကအော်တန်တွေလည်းတဖြည်းဖြည်းဝေးကွာသွားခဲ့ပြီးမြူကိုတွေကြားထဲမှာကုချန်ရဲ့ပုံပြက်နေတဲ့မျက်နှာကြီးပျောက်ကွယ်သွားတဲ့အထိကျမတို့ပြုတ်ကျသွားခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့မတည်ခဲ့ပါဘူး၆အောက်ခြေကစမ်းရည်အေးတွေထဲရောက်သွားတဲ့အခါကုချန်တိုက်ခဲ့တဲ့အယိုးပြော့ဆေးတွေကကျမတို့အတွက်အကာအကွယ်ဖြစ်သွားခဲ့တာပါဒါပေမဲ့ချက်ချင်းအေးမယူရင်နှလုံးသားကိုအေးပိတ်ပြီးတည်သွားနိုင်မှန်းကျမသိတာပေါ့ကျမသတိမိနေတဲ့အမကိုဆွဲပြီးကြောက်ဆောင်ပေါ်တက်ခဲ့ပါတယ်ပြီးတော့အဲ့ဒီစေးချမ်းတွေကနောက်ဆုံးစာမျက်နှာကိုဖွင့်ကြည့်လိုက်တဲ့အခါထူးဆန်းတဲ့အပင်တပင်ရဲ့ပုံကိုတွေ့လိုက်ရတယ်ဒီစမ်းရည်အေးရဲ့အောက်ခြေမှာအမောင်ထုအမွှာပန်းဆိုတာရှိရမယ်လေအဲ့ဒီအပင်ကကြောက်စိမ့်လိုအယောင်ရှိပြီးအဲ့ဒီကရတဲ့အရေးကကျမတို့ကိုကယ်တင်နိုင်မှာပါကုချန်ကစမ်းရည်အေးကအယိုးတွေကိုပျော့ပြောင်းစေတယ်ဆိုတာပဲသိပြီးအောက်ခြေမှာတကယ်ကယ်တင်နိုင်မဲ့ဆေးဖက်ဝင်ပင်ရှိတာကိုတော့မသိခဲ့ဘူးလေကျမပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မှောင်မဲနေတဲ့ကြောက်နေရန်ကြားမှာအပြာနုရောင်အလင်းတန်းလေးကိုတွေးလိုက်ရပါတယ်ရေထဲကိုတစ်ခေါက်ပြန်ဆင်းပြီးကြည့်လိုက်တော့အယိုးစုတွေပေါ်မှာပေါက်နေတဲ့ထူးဆန်းတဲ့ပန်းလေးတစ်ပွင့်ကိုတွေးလိုက်ရတာပေါ့အဲ့ဒီအပင်မှာအပြာရောင်ပန်းငုံနှငုံကတင်းတင်းကြပ်ကြပ်လိမ့်ရှက်နေပြီးတစေမီလို့တောက်ပနေခဲ့တာပါကျမအဲ့ဒီအမွှာပန်းကိုခူးပြီးကမ်းပေါ်ပြန်တက်ကလက်ဝါးထဲမှာချီမောလိုက်ပါတယ်အဲ့ဒီပန်းကနေထွက်လာတဲ့အပြာရောင်အရည်တွေကထူးဆန်းတဲ့အနက်နဲ့အတူခေါင်းကိုမူးနောက်သွားစေတာပေါ့ကျမအမရဲ့အင်ဂျီကိုမလိုက်ပြီးကုချန်ဆွဲထားခဲ့တဲ့အနက်ရောင်မှင်နှန်းတွေပေါ်ကိုအဲ့ဒီအရည်တွေတစ်ဆက်ချင်းဆန်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအံ့ဩစရာကောင်းတာတစ်ခုဖြစ်လာခဲ့တာပါအဲ့ဒီအရည်တွေကအရည်ပြားပေါ်ထိလိုက်တာနဲ့အနက်ရောင်မြင်းတွေကမီးနဲ့တွေ့တဲ့နှင်းတွေလိုတရှဲရှဲမြည်ပြီးပျောက်ကွယ်သွားခဲ့ပြီးတွေးထွက်တာလည်းမရှိဒဏ်ရာလည်းမရပဲကျမတို့ခန္ဓာကိုယ်နှစ်ခုကဖျောင်းတုံးနှစ်တုံးအရည်ပျော်ပြီးကွအထွက်သွားသလိုမျိုးတဖြည်းဖြည်းချင်းတီးခြားစီဖြစ်သွားခဲ့တာပါအရင်ကဘလို့မှခွဲလို့မရတဲ့အဆက်အသွယ်တွေကမျက်စိရှိမှတင်ပျောက်ကွယ်သွားပြီးအဲ့ဒီနေရာမှာပူလောင်တဲ့ခံစားချက်ကြီးတစ်ခုပဲကျန်ရစ်ပါတော့တယ်ပြောမပြတတ်အောင်ထူးဆန်းတဲ့ခံစားချက်ကြီးကတကိုယ်လုံးကိုပြန့်နှံ့သွားခဲ့တာအဲ့ဒါကဝိညာဉ်ကိုအတင်းအဓမ္မဆွဲထုတ်လိုက်တယ်လို့မျိုးတုန်ခါသွားစေတဲ့ခံစားချက်မျိုးပါသတိမိနေတဲ့အမကအနှဲငယ်တွန့်သွားတဲ့အချိန်မှာကြန့်ရှိနေတဲ့ပန်းရည်တွေကိုကျမအကုန်တုပ်လိမ့်ပေးလိုက်ပြီးအမမကြောက်နဲ့တော့နော်ပန်းတွေပွင့်လာပြီဆိုတော့ကျမတို့လွတ်လပ်ခွင့်ရတော့မှလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ဆေးရည်နောက်ဆုံးတစ်ဆက်ကကျမတို့ခန္ဓာကိုယ်နှစ်ခုကြားထဲစိတ်ဝင်သွားတဲ့အချိန်မှာပဲရုတ်တရက်အပြာရောင်လင်းတန်းကြထွက်ပေါ်လာပြီးကျမတို့ကိုဘေးတစ်ဖက်တစ်ချက်စီအตาရတွန်းထုတ်ပစ်လိုက်တာပေါ့ကျမဟာမှောင်မိုက်တဲ့ညမှာပွင့်လာတဲ့ပန်းတပွင့်လိုမျိုးနောက်ဆုံးမှာတော့ကိုပိုင်မြင့်နဲ့ပင်စီရှိတဲ့ကိုပိုင်ဘဝကိုရရှိခဲ့ပါပြီကျမရဲ့အသိစိတ်တွေကရှုပ်ထွေးနေတဲ့အမှောင်ထုထဲနစ်မြုပ်သွားပြီးပြန်လို့လာတဲ့အခါမှာတော့တခါမှမခံစားဘူးတဲ့ပေါ်ပေါမှုကိုခံစားလိုက်ရပါတယ်ကျမငုံကြည့်လိုက်တော့လှပပြီးတွေ့ရတဲ့ခြေထောက်နှစ်ဖက်ကိုမြင်လိုက်ရတာအရင်လိုပုံပြက်နေတာမျိုးလည်းမဟုတ်တော့ပါဘူးအခုတော့ရှည်လျားပြီးတန်မာတဲ့ခြေထောက်တွေဖြစ်နေပြီလေစမ်းရည်အေးရဲ့အစွမ်းနဲ့အမွှာပန်းရဲ့စွမ်းအားတွေကကျမရဲ့ခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ပေးလိုက်တာပါအသားရည်ကဖြူးဖြော့နေတော့ပေမဲ့အေးဆက်တဲ့ကြောက်စိမ့်လိုမျိုးအယောင်တောက်နေခဲ့တာပေါ့ကျမရေစက်ကိုသွားပြီးကြည့်လိုက်တဲ့အခါအရင်ကမိစ္ဆာလိုရုပ်ဆိုးလာတဲ့မျက်နှာကြီးကပျောက်ကွယ်သွားခဲ့ပါပြီအခုတော့ကျမရဲ့မျက်နှာကပိုပြီးကြည်လင်ပြီးထက်မြက်တဲ့ပုံစံမျိုးဖြစ်နေခဲ့တာလေအမွှာပန်းရဲ့အစိတ်တွေကိုစုပ်ယူလိုက်ရလို့ကျမရဲ့ညာဘက်မျက်လုံးတူငယ်အိမ်ကထူးဆန်းတဲ့အပြာရောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဝေးမှာတော့အမကငြိမ်ငြိမ်လေးအိပ်ပျော်နေတော့မယ်သူကပကြီးကားတဲ့ကနတ်သမီးလေးလိုလှနေတော့ပေမဲ့အသက်မဲ့နေတဲ့အယုတ်တရုတ်လိုဖြစ်နေခဲ့တာပါအသက်ရှူတန်ကအရန်ကိုတိုးညင်းနေပြီးသူနိုးမလာသေးပါဘူးကျမလည်းသူချက်ချင်းနိုးလာဖို့မမျှော်လင့်ပါဘူးသူကအချစ်ကြောင့်စိတ်ဓာတ်တွေအကုန်ပြိုလဲသွားခဲ့ရသူလေကျမကတော့ငရဲကနေပြန်တက်လာတဲ့မိစ္ဆာတယောက်ပေါ့နောက်မှာအမအတွက်ဒီခီးလန်းကိုကျမပဲဆက်လျှောက်ပေးတော့မယ်ကျမအဲ့ဒီကူထဲမှာ3ရက်လောက်နားနေခဲ့ပြီးစမ်းရည်တဲ့ကရွှေငါးတွေကိုစားရင်အင်အားတွေဖြည့်ခဲ့ပါတယ်ကျမရဲ့ခန္ဓာကိုယ်တစ်ကအမွှာပန်းရဲ့စွမ်းအားတွေကိုဆက်ခံထားလို့အေးဒဏ်ကိုလည်းမကြောက်တလို့ခွန်အားလဲအရန်ကြီးတာလေကျမအမကိုကြောပေါ်ပိုးပြီးနွယ်ပင်တွေနဲ့တင်းတင်းချီလိုက်ကအမကျမတို့ထွက်သွားဖို့အချိန်တန်ပြီလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်နေရံဘောကအဖူးထစ်တွေကိုကင်ပြီးရှော့ဆောက်ကြီးအတိုင်းပုတ်တင်ညူတကောင်လိုလင်းမြန်စွာတက်ခဲ့တာပေါ့ပြန်လည်မြင်တွေ့ရတဲ့နေအောင်ကြီးကကျမရဲ့အပြာရောင်မျက်လုံးကိုဆူရှစေခဲ့ပါတယ်ကျမမနာဘဲနဲ့အနီးနားကသူ့တန်တစ်ခုကိုချက်ချင်းသွားပြီးအတစ်တကြိုထားတဲ့အလောင်းနှလောင်းစီကအဝတ်တွေကိုယူလိုက်ပါတယ်တစုံကကျမအတွက်နောက်တစုံကအမအတွက်ပေါ့အနက်ရောင်ဝတ်စုံတွေဝတ်ပြီးမျက်နှာကိုလည်းအုတ်ထုံနဲ့လုံအောင်ဖုံးထားလိုက်တာလေကုချန်ကမတည်သေးတဲ့အပြင်တထေးကြောက်ရဲ့အရေးပါတဲ့ဧည့်သည်ဖြစ်နေတယ်လို့သတင်းကြားလိုက်ရပါတယ်ဒီညဟာတထေးကြောက်ကအသက်ရှည်စေကုသနည်းကိုရရှိလိုက်တာကြောင့်ဂုံပြူပွဲလုပ်နေတဲ့ညဖြစ်တယ်လို့ကုချန်ကလည်းငွေပြား3000ကိုယူပြီးမြို့ကိုသွားကအရာရှစာမွေးပွဲဖြေတော့မဲ့အထိတ်အမှတ်ဂုံပြူပွဲလည်းဖြစ်နေတာပေါ့ကျမလည်းသူများတွေမလို့ကျင်တော့တဲ့ခေါင်းတလားအစုပ်လေးတစ်ခုထဲမှာအမကိုထည့်ပြီးတည်လာခဲ့ပါတယ်တထေးကြောက်ရဲ့အိမ်တော်ကတော့မီးအောင်စုံတွေနဲ့တချင်းတန်တွေကြောင့်စူညံနေတာလေကုချန်ကလည်းဈေး
ကြီးတဲ့ပိုးထဲဝစ်စုံကြီးဝတ်ပြီးဧည့်သည်တွေရဲ့ဆူတောင်းစကားတွေကိုပြုံးပြုံးကြီးလက်ခံနေခဲ့တာပေါ့ကုသခင်ကဘေးအန္တရာယ်ကနေလွတ်လာပြီးဆိုတော့နောက်မှာကံကောင်းတော့မှာအမှန်ပဲဟိုမိစ္ဆာတတဝါနှစ်ကောင်ကတော့6ထဲကြပြီးအလောင်းတောင်မကြံတော့ဘူးဆိုတော့ဝမ်းသာစရာပဲလို့ဧည့်သည်တွေကပြောနေကြတာလေကုချံကတော့ဒါကတထေးเจ้าရဲ့ဖုံးကန်ကြောင်းပါမကောင်းမှုဆိုတာကောင်းမှုကိုဘယ်တော့မှမနိုင်ပါဘူးလို့ဟန်ဆောင်ပြုံးပြီးပြန်ပြောနေခဲ့တာပါအဲ့ဒီအချိန်မှာပဲအိမ်တော်ရဲ့တကားကြီးနှစ်ချက်ကပြင်းထန်တဲ့အားတစ်ခုကြောင့်ပွင့်ထွက်သွားပြီးခြံထဲကကြောက်ဆောင်တူကြီးတွေပါပြိုကျသွားခဲ့ပါတယ်အားလုံးကလက်ပြီးတကားစီကိုဝိုင်းကြည့်လိုက်ကြတဲ့အခါမင်းနဲ့နေတဲ့ခေါင်းတလားကြီးတစ်ခုကစပွဲအလဲတက်တဲ့စီကိုရှော့တိုက်ပြီးဝင်လာခဲ့တာပေါ့အဲ့ဒီခေါင်းတလားပေါ်ကနေအနက်ရောင်ဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်ဆင်းလာပါတယ်တထေးကြောက်လဲလန့်ပြီးလက်ထဲကအရက်ခွက်တောင်ပြုတ်ကျသွားခဲ့ပြီးဘသူလဲလို့ကုချံကအော်ဟစ်ပြီးခါမှပတ်ထားတဲ့ဓာတ်တစ်ကြီးကိုကင်လိုက်ပါတယ်သူကမိစ္ဆာပဲသူ့ကိုဖမ်းကြဆန်းလို့အမိတ်ပေးတော့လက်နက်ကင်အဆောင်တွေကပြေးဝင်လာကြတာပေါ့ကျမကတော့မလုံးမရှက်ရက်နေပြီးလက်ကိုအနှဲငယ်ပဲညှောက်လိုက်ပါတယ်အဲ့ဒီလက်ထဲမှာရှိနေတာကကုချံပေးခဲ့တဲ့ဓာတ်မြောင်လေးဖြစ်တယ်လို့6အောက်ခြေမှာ3ရက်တိုင်တိုင်တွေးထားတဲ့ကျမရဲ့အဆွဲတွေလည်းဖြစ်နေခဲ့တာလေကျမရဲ့လှုပ်ရှားမှုကိုဘယ်သူမှရှင်းရှင်းလင်းလင်းမမြင်လိုက်ရပဲအတန်ချို့ကြားလိုက်ရတဲ့အချိန်မှာတော့အဆောင်တွေရဲ့လက်ထဲကတုပ်တွေကအကုန်ကျိုးကုန်ပြီးသူတို့ရဲ့လက်ကဝတ်တွေမှာလည်းဒေးယာတွေနဲ့အတူအော်ဟစ်ကလဲကျကုန်ပါတော့တယ်ခန္ဓာကိုယ်ရဲ့လျင်မြန်မှုကကျမကိုယ်တိုင်တောင်ကြောက်ရလောက်တဲ့အထိပါပဲကုချံလဲဓာတ်ကိုဆွဲထုတ်ပြီးအားလုံးနောက်ဆုတ်ဆန်းမင်းကဘသူလဲလို့អော်လိုက်တဲ့အခါကျမကမျက်နှာဖုံးကိုအသားအရဖယ်လိုက်ပါတယ်ကုသခင်3ရက်လောက်မတွေ့ရတာနဲ့မမှတ်မိတော့ဘူးလားလို့ကျမကစက်ကူလိုဖြူဖြော့ပေမဲ့မိစ္ဆာတပားလိုလှပနေတဲ့မျက်နှာနဲ့ပြောလိုက်တာပေါ့ကုချံဟာမိုးကြိုးပစ်ခံလိုက်ရတယ်လို့တောင့်တင်းသွားပြီးစုမြောင်မင်းကလူလားတရေလားလို့တုံရီနေတဲ့လက်နဲ့ထိုးညွှန်ပြီးမေးခဲ့တာပါရှင့်ကိုတကြိုပေးဖို့ကျမလာတာလေးလို့ပြောလိုက်တဲ့အချိန်မှာခေါင်းတလားဖုံးကပွင့်ထွက်သွားပြီးအထဲမှာအမကငြိမ်ငြိမ်လေးအိပ်ပျော်နေခဲ့ပါတယ်ဘေးမှာလည်းသူ့ပိုက်ထဲစိုက်ခဲ့တဲ့ဓာတ်မြောင်နဲ့ညှိုးနှွမ်းနေတဲ့အမွှာပန်းတွေရှိနေခဲ့တာပါရှင်ကကျမတို့ကိုတီးခြားစီခွဲပြီးရောင်းမယ်ဆိုအခုတော့ခွဲပြီးသွားပြီလေဒီအယောင်းဝယ်ကိုဆက်လုပ်အောင်မလားလို့မေးရင်ကျမကသူ့ရှိကိုချက်ချင်းရောက်သွားခဲ့ပါတယ်တထေးကြောက်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ကျမကသူ့ပခုံးကိုလက်တစ်ဖက်ထဲနဲ့ဖိထားလိုက်တာမှသူ့လောက်တော့မလုံနိုင်တော့ပါဘူးဒီလက်ကတွဲနေတဲ့နှလုံးသားကိုလိုချင်တာမလားလို့ကျမကမေးလိုက်ပါတော့တယ်ကျမရဲ့လေတံကတိုးညင်းနူးညံ့နေပေမဲ့လက်ထဲကဓာတ်ကတော့အညာတာမဲ့စွာပဲဝေရန်လိုက်တာမှတထေးကြောက်ရဲ့ညာဘက်လက်ကဝတ်ကပြတ်ထွက်သွားခဲ့ပါပြီးဆူရှာတဲ့အော်ဟစ်တန်ကြီးကညာကောင်းကင်ရံမှာဟိန်းထွက်သွားတော့တာပေါ့ကျမကကြောက်လန့်တုန်ပြီးကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ကုချံကိုလှည့်ကြည့်လိုက်ပါတယ်ကုချံကတော့ဓာတ်ကိုတောင်မြဲအောင်မကင်နိုင်တော့ပဲကြောက်နေရှာတာလေးရှင်မလောနဲ့ဦးရှင်အလှဲ့မရောက်သေးဘူးလို့ပြောရင်ကျမကနှက်ခမ်းထောင်းကသွေးတွေကိုလျက်လိုက်ပြီးသူ့ကိုအေးဆက်ဆက်ပြုံးပြလိုက်ပါတယ်အိမ်တော်တစ်ခုလုံးလဲပေါ်လော်ရိုက်ကုန်ပြီးဧည့်သည်တွေလည်းထွက်ပြေးကုန်ကြပြီပေါ့အဲ့ဒီအချိန်မှာကုချံကရုတ်တရက်ဒူးထောက်လိုက်တာမှကျမကိုတောင်းပန်ဖို့မဟုတ်ပဲအမရဲ့အလောင်းရှိရာစီကိုတွားသွားဖို့အတွက်ပါပဲရက်အားနိုးပါအောင်လို့ကုချံကမျက်ရည်တွေနဲ့အော်ဟစ်နေတာကနတ်ဖျားတွေကိုတောင်လှည့်စားနိုင်တဲ့တရုပ်ဆောင်ချက်မျိုးပါပဲရက်အားမင်းညီမယူသွားပြီးသူမိစ္ဆာဖြစ်နေပြီးငါ့ကိုတထေးကြောက်ကအတင်းအကျပ်ခိုင်းလို့လုပ်ခဲ့ရတာပါငါရင်ထဲမှာမင်းတယောက်ပဲရှိတာလို့သူကပြောနေခဲ့တာလေသူကအမမတည်သေးဘူးဆိုတာကိုလောင်းကြီးထပ်ပြီးအမကသူ့အတွက်တိုင်းပြန်လုပ်ပေးမယ်လို့မျှော်လင့်နေတာပေါ့ကျမကတော့သူ့ကိုမတားပဲဘေးကနေဒီဇလန်ကိုဒီအတိုင်းစောင့်ကြည့်နေမိပါတယ်ကုချံကခေါင်းတလားအဆုံးကိုကင်ပြီးအသေးကွဲမတက်ငိုပြရင်ဆူရထားကြည့်ပါဦးငါကမင်းရဲ့ကုချံလေငါတို့လက်ထက်ကြမယ်လို့ဂရီပေးထားတယ်မလားလို့ပြောရင်အမရဲ့လက်ကိုကင်ဖို့ကြိုးစားလိုက်ပါတယ်သူ့လက်ချောင်းတွေကအမကိုထိခါနီးမှာပဲခေါင်းတလားတဲ့ကအမကမျက်လုံးပွင့်လာခဲ့ပြီးကုချံကဝမ်းသာအားရနဲ့ဆူရမင်းတို့ပြီပဲမင်းညီမကိုတားပေးပါဦးသူငါကိုတတ်တော့မယ်လို့အော်ပြောတော့တာပဲအမကတော့ဘာမှပြန်မပြောပဲသူအရန်ချစ်ခဲ့ရတဲ့အခုတော့ကြောက်ရွံ့မှုတွေနဲ့ရုပ်မာမှုတွေပြည့်နေနေတဲ့ဒီယောက်ျားရဲ့မျက်နှာကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်အမကအသားအရာထိုင်လိုက်ပြီးကုချံလို့နောက်ဆုံးမှာစကားပြောလာခဲ့တာပေါ့ရှင်ကကျမရဲ့နှလုံးသားကိုယူမယ်လို့ပြောခဲ့တယ်နော်လို့အမကပြောတော့ကုချံကမဟုတ်တာမယူတော့ဘူးမင်းသက်ရှင်နေရင်ဘာမှမလိုတော့ဘူးလို့အသေးတန်ညင်းပါတော့တဲ့အမကဝမ်းနေစရာကောင်းတဲ့အပြုံးလေးနဲ့ဒါပေမဲ့ကျမရဲ့နှလုံးသားကဟိုးချောက်ကမ်းပါပေါ်မှာတင်ရှင်းလက်နဲ့ရှင်ကိုယ်တိုင်တူးထုတ်ပစ်လိုက်ပြီလေလို့ပြန်ပြောလိုက်ပါတယ်ကုချံရဲ့မျက်နှာကတောင့်တင်းသွားတဲ့အချိန်မှာအမကသူ့ရဲ့ပါပြင်ကိုလှမ်းကင်လိုက်လို့သူကအမစိတ်ပျော့သွားပြီလို့ထင်နေတာပေါ့အမကကုချံကြည့်လိုက်စမ်းဟိုမှာစုမြောင်လေးရှင်ကအမြဲတမ်းသူ့ကိုရုပ်ဆိုးတယ်ကပ်ပါကောင်လို့ပြောခဲ့ပေမဲ့အခုသူကအရန်လာနေပြီသူကကျမကိုကယ်ဖို့အတွက်မိစ္ဆာအဖြစ်ခံယူခဲ့တာရှင်ကတော့ကျမကိုဖျက်ဆီးဖို့အတွက်လူကောင်းရောင်ဆောင်ခဲ့တာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အမကညစ်ပတ်တဲ့အရာတစ်ခုကိုထိမိတယ်လို့မျိုးသူ့စီကနေလက်ကိုချက်ချင်းပြန်ရုပ်လိုက်ပြီးစုမြောင်အမသူ့ကိုမချစ်တော့ဘူးဒီနေရာကအရန်ညစ်ပတ်လုံးနဲ့ငါတို့အိမ်ပြန်ကြရအောင်လို့ပြောလိုက်တာလေဒီစကားကကုချံကိုတက်လိုက်တာထက်ပိုပြီးမျောလင်းချက်မဲ့သွားစေပါတယ်ကုချံကစိတ်သက်တွေအကုန်ပြိုလဲပြီးမျက်နှာကြီးပုံပြက်သွားကသူ့လက်အင်ကြီးထဲကလှန်တိုးလေးကိုထုတ်ပြီးအမရဲ့နဖူးတက်တဲ့ကိုချိန်လိုက်ပါတယ်မင်းကကိုအရှင်မထားဘူးဆိုရင်လည်းအတူတူတေးကြတာပေါ့ဆိုပြီးပြစ်လွတ်လိုက်ပေမဲ့ကျမကပုံမြန်ခဲ့တာပေါ့အမရဲ့မျက်လုံးနဲ့မစုံခင်လေးမှာပဲအစိတ်လူထားတဲ့အဲ့ဒီညတူကိုကျမကလက်ပလာနဲ့ဖမ်းလိုက်ပါတယ်ပြီးတော့
အဲ့ဒီများနဲ့ပဲကုချန်ရဲ့ညာဘက်လက်ကိုနောက်ကတိုင်ကြီးကြီးမှာမြဲသွားအောင်တိတိကျကျပြန်ပစ်လိုက်တာလေကုချန်ကနာကျင်လုံးလို့အော်ဟစ်ပြီးရုန်းကန်နေပေမဲ့လှုပ်လို့မရတော့ပါဘူးကျမကကျမ်းပြင်ပေါ်ကငွေပြား3000ထုတ်ကိုကောက်ယူပြီးသူ့ရှိမှဝေယမ်းပြလိုက်ပါတယ်ဒါရှင်ငါတို့ကိုရောင်းစားခဲ့တဲ့ငွေတွေမလားတဲ့ကုချန်ကတော့နာကျင်လုံးလို့ချွေးတွေပြန်နေခဲ့ပြီးကျမကစပွဲပေါ်ကဖျောင်းတိုင်ကိုယူပြီးအဲ့ဒီငွေထုတ်ကိုမီးရှို့လိုက်ပါတယ်တောက်လောင်လာတဲ့မီးရှံတွေကကုချန်ရဲ့မျောလင်းချက်မဲ့နေတဲ့မျက်လုံးတွေထဲမှာအရေးထင်နေခဲ့တာပေါ့မီးလောင်နေတဲ့ငွေတွေကိုသူ့ကိုယ်ပေါ်ပစ်တင်လိုက်တော့သူ့ရဲ့အဖိုးတန်ပိုးထဲဝတ်စုံကြီးလဲမီးဆွဲလောင်သွားခဲ့ပြီးကျမသူ့ကိုမတတ်ပါဘူးသူအယမ်းမှတ်မော်ခဲ့တဲ့စီးစိမ်တွေပြဖြစ်သွားတာကိုသူ့မျက်စိနဲ့မြင်သွားစေချင်တာလေးဟန်ဆောင်မှုတွေနဲ့အသက်ရှင်ခဲ့တဲ့သူအတွက်တော့အခုလိုဂုံတိတ်ခါမဲ့ပြီးဘာမှမရှိပဲအသက်ရှင်နေရတာကတေးတာထက်ပိုနာခြင်းရမှာအမှန်ပါပဲအိမ်တော်ကြီးတစ်ခုလုံးမီးဟုံးဟုံးတောက်နေပြီးညက်ကောင်းကင်ရံကြီးညီရဲနေတဲ့အချိန်မှာကျမကအမကိုပိုးပြီးအိမ်တော်တကားကနေထွက်လာခဲ့ပါတယ်နောက်ကနေမီးငိမ့်တန်တွေကုချန်ရဲ့ယူသွစွာအော်ဟစ်ဆဲဆိုတန်တွေကြားနေရပေမဲ့အဲ့ဒါတွေကကျမတို့နဲ့မဆိုင်တော့ပါဘူးလမ်းပေါ်မှာကင်းဆောင်သမားကကျမတို့ကိုမြင်တော့တရေဆိုပြီးလက်အော်ကထွက်ပြေးသွားခဲ့ပြီးတကယ်တော့လူတွေရဲ့အမြင်မှာကျမတို့ကတရေထက်တောင်ပိုကြောက်ဖို့ကောင်းနေမှာပါအမကကျမရဲ့ပကုံးပေါ်မှာငြိမ်ငြိမ်လေးမိလိုက်ရင်အရင်ကတော့မင်းမရှိရင်ငါမပြေဆုံးဘူးယောက်ျားတစ်ယောက်မရှိရင်ငါအသက်မရှင်နိုင်ဘူးလို့ထင်ခဲ့တာဒါပေမဲ့အခုတော့ဒီလိုလေးကပိုကောင်းပါတယ်လို့တိုးတိုးလေးပြောခဲ့ပါတယ်ကျမတို့မိစ္ဆာပဲဖြစ်ဖြစ်တရဝါဆန်းပဲဖြစ်ဖြစ်ဂယုမဆိုင်တော့ပါဘူးဒီကဘာမှာဘယ်သူမှကျမတို့ကိုအချစ်နဲ့လာပြီးမချုံနှောင်နိုင်တော့ဘူးလေကျမရဲ့စိုးရိမ်ပူပန်နေတဲ့စိတ်တွေလည်းနောက်ဆုံးမှာတော့အေးချမ်းသွားခဲ့ပြီးကျမတို့မြို့ပြင်ကတောင်နယ်ကြီးတွေစီကိုဦးတည်ပြီးရှောက်လန်းခဲ့ကြပါတယ်အဲ့ဒီမှာကျမတို့အတွက်စမ်းရည်အေးတွေနဲ့အမွှာပန်းတွေရှိနေမှအသေးချပါပဲ